မလုံးရွာလောက်တဲ့ရုံနဲ့ကိုရီးယားဆိုင်ကိုသွားစရာမလိုပဲအိမ်မှာလွယ်လွယ်ကူကူကိုရီးယားအစားအစာလုပ်လို့ရပါပြီ။떡볶이လုပ်ဖို့အတွက်ပထမဦးဆုံးကောင်းချင်းမုန့်3ဆနဲ့ဆန်မုန့်1ဆရောကစံကြောင်းပြုလုပ်ပါမယ်။ရေနှဲငယ်ထဲကမပြော့လွန်းမမာလွန်းအနေထားရအောင်နယ်ထားပါမယ်။ရေလွန်ရေထည့်နိုင်ပြီးပျော့သွားရင်လည်းကောင်းချင်းမုန့်ထပ်ထည့်နိုင်ပါတယ်။ပြီးရင်တော့တစ်ခုခုနဲ့ဖုံးအုပ်ပြီးနာရီဝက်ခန့်မုန့်သားနှက်ထားပါမယ်။ရင်နိုးတည်ပြီးလိုအပ်တာတွေပြင်ဆင်ပါမယ်။ကျွန်တော်ကတော့အသီးရွက်ကြိုက်တာကြောင့်ခါချက်ဥနဲ့ဂေါ်ဖီတို့ထည့်ထားပါတယ်။ခါချက်ဥဂေါ်ဖီတို့နဲ့ကြက်သွန်မိတ်တွေကိုအနေတော်လိဖြတ်ထားပါမယ်။မုန့်သားလည်းနှက်ပြီဆိုတော့စံကြောင်းပြုလုပ်ပါမယ်။စင်းနီရုံပေါ်ကိုဆန်မုန့်အနေငယ်ဖြူပြီးမုန့်သားကိုအရှည်ချောင်းပုံစံပြုလုပ်ကာဓာတ်နဲ့ပဲအလွယ်တကူလိဖြတ်လို့ရပါတယ်။ရင်နွေးဆူလာပြီဆိုရင်တော့စံကြောင်းလေးတွေတစ်ခုနဲ့တစ်ခုကပ်မသွားစေရန်စီအနေငယ်ထည့်ပါမယ်။ပြီးရင်တော့လိဖြတ်ထားတဲ့စံကြောင်းလေးတွေထည့်ကရေပေါ်လာတဲ့အထိပြုတ်ထားပါမယ်။5မိနစ်ခန့်ပြုတ်ပြီးတဲ့အခါမှာပြန်လည်ဆယ်ယူပြီးဟင်းပွဲချက်ဖို့ပြင်ဆင်ပါမယ်။နှမ်းစီမွေအနေငယ်ထည့်ကကြက်သွန်မြူစီတက်ပါမယ်။ခါချက်ဥဂေါ်ဖီထည့်ကနွမ်းသွားတဲ့အထိလိမ့်ပေးပါမယ်။ရင်နွေးအနေငယ်ထည့်ပါမယ်။ရတာအတွက်ကိုတော့ spicy ငရုတ်အနှစ်စော့ထည့်ပါမယ်။အယောင်အနံ့နဲ့အဆက်အရသာအတွက်အယောင်တင်မုန့်အနေငယ်ထည့်ပါမယ်။ကြားနှစ်စွန်းနဲ့ဟင်းခတ်မုန့်အနေငယ်ပဲငံပြားရဲ့အကြည်ထည့်ပါမယ်။ကြက်ဥချောင်းစံချောင်းထည့်ကအရသာနှံ့ဆက်သွားတဲ့အထိမွေပေးပါမယ်။ကျိုင်းနှစ်သက်ရာငါးအသားပြားငဖယ်ပြားစတာတွေကိုလည်းထည့်လို့ရပါတယ်။အဆက်ရတာကဲကျင်တယ်ဆိုရင်တော့နောက်ဆုံးမှာငရုတ်သီးမုန့်ထပ်ထည့်လို့ရပါတယ်။ကြက်သွန်မိတ်နဲ့နှမ်းနဲ့ငယ်ဖြူလာရင်တော့မွေပြန်ပြီးအနံ့ရတာရှိလာတဲ့떡볶이လေးရပြီဖြစ်ပါတယ်။ကိုရီးယားငရုတ်နဲ့လွယ်လွယ်ဝယ်မရတာပဲဖြစ်ဖြစ် A1 Family ကထုတ်တဲ့ထုတ်ကုန်တွေကိုအသုံးပြုပြီးအိမ်မှာလွယ်လွယ်ကူကူလုပ်စားလို့ရပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျွန်တော်ကတော့စောအိုင်းဆေးပါ။